အဲ့ဒီခေါင်းမဖြတ်ခင်မှာဆုတောင်းသွားတာဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့ဟောဒီဥကောင်းကိုဖြတ်ပြီးတော့မြတ်စွာဘုရားကိုလှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ဘုရားဖြစ်တဲ့အခါမှာနေရညရလို့မရှိဘဲနဲ့နေရောညပါလင်းထိန်ပြီးတော့နေပါစေသာမြတ်စွာဘုရားလို့ဆုတောင်းပြီးတော့ခေါင်းဖြတ်လှူခဲ့တဲ့ဒါနပရမတ္ထပါရမီကုသိုလ်တူဖြစ်ပါတယ်လို့ဘဂဝါဘုန်းတော်6စုအောင်လန်းတူဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝေါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းအရိမတေယဘုရားရှင်ကိုတော်မြတ်ဟာပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာအဲ့ဒီခန္ဓာကိုယ်ဥကောင်းကိုဖြန့်ပြီးတော့ဒါနပရမတ္ထပါရမီအလှူကြီးပေးခဲ့တဲ့